တက်စီတွေ fast car တွေမှာလောင်စာအဖြစ်အသုံးပြုနေတဲ့ gas တွေကျွန်တော်တို့အိမ်မှာအသုံးပြုနေတဲ့လျှက်စစ်စွမ်းရည်များဆို fossil fuel တွေက natural gas ဆိုတဲ့အရာတွေရရှိတယ်။ natural gas ကတခြား fossil fuel လိုပဲအနှုတ်ကြွသဘာဝဖြစ်တဲ့ plankton တို့ algae တို့လိုသတ္တဝါတွေတေချေပြည့်စည်ပြီးတော့အနေအလွာတွေရဲ့ဖိအားနဲ့ကမ္ဘာမြေကြီးရဲ့အပူချိန်ကြောင့်ဖြစ်ပေါ်လာတယ်။ဒီလိုမျိုးအနေအလွာတွေရဲ့ဖိအားကမ္ဘာမြေကြီးရဲ့အပူချိန်ကြောင့်ဖြစ်လာတဲ့ natural gas ကို thermogenic gas လို့ခေါ်တယ်။ natural gas ကိုကမ္ဘာမြေလာတွေမှာပဲတွေ့ရတာမဟုတ်ဘဲနဲ့ရွှွန့်တောတွေ၊စိမ်းတောတွေ၊လက်ကွင်းတွေမှာလည်းတွေ့ရတယ်။ရွှွန့်တောတွေထဲမှာဆိုရင်အပင်တွေအရွက်တွေကတေချေပြည့်စည်တဲ့အခါ decompose ဖြစ်ဖို့အတွက်အောက်ဆီဂျင်လုံလောက်မရှိဘူး။အဲဒါကြောင့်ရွှွန့်တွေထဲမှာရှိတဲ့ anaerobic ဘက်တီးရီးယားတွေကတည်သုံးပြီးသားအပင်တွေအရွက်တွေကို decompose ဖြစ်အောင် natural gas ထွက်ပေါ်လာတယ်။ဒီလိုမျိုး natural gas မျိုးကို biogenic gas လို့ခေါ်တယ်။ natural gas မှာအဓိကအဖြစ် hydrocarbon တွေထဲကတစ်ခုဖြစ်တဲ့ methane တွေအများကြီးပါဝင်တယ်။ methane အပြင် ethane, propane နဲ့ butane စတဲ့ hydrocarbon အနည်းငယ်လည်းပါဝင်တယ်။ methane 90%နဲ့98%အထိပါဝင်တဲ့ natural gas ကို dry gas လို့ခေါ်ပြီး methane 60%နဲ့အခြား hydrocarbon ကွန်ပေါင်းတွေရောနှောပါဝင်တဲ့ natural gas ကိုတော့ wet gas လို့ခေါ်တယ်။ dry gas ဆိုတာအကောင်တစ်လုံးနဲ့ပါတဲ့ methane တွေကပုံမှန်အပူချိန်နဲ့ဖြစ်ရအောင်မှာအရေးအဖြစ်မပြောင်းလဲနိုင်လို့ပဲဖြစ်တယ်။ wet gas ကတော့ methane မှာလွယ်ပြီးအခြား hydrocarbon ကွန်ပေါင်းတွေဖြစ်တဲ့ ethane, propane နဲ့ butane တွေကအပူမိုင်အပူချိန်နဲ့ဖြစ်ရအောင်မှာငွေ့ပြောင်းနိုင်လို့ပဲဖြစ်တယ်။ကမ္ဘာမြေလွှာတွေထဲမှာ crude oil တွေနဲ့အတူတွေ့ရတဲ့ natural gas တွေက wet gas တွေဖြစ်ပြီး natural gas တစ်ခုတည်းတည်တံ့တည်ရှိနေတဲ့ gas တွေကတော့ dry gas တွေဖြစ်တယ်။ dry gas ကိုရွှွန့်တောတွေ၊စိမ်းတောတွေမှာလည်းတွေ့ရတယ်။အဲဒီရွှွန့်တောတွေ၊စိမ်းတောတွေမှာတွေ့ရတဲ့ natural gas မှာ methane က80%နဲ့100%အထိပါဝင်တယ်။ natural gas ထဲမှာပါဝင်နေတဲ့ ethane, propane နဲ့ butane စတဲ့ hydrocarbon ကွန်ပေါင်းတွေကို natural gas ကနေတိကျဖယ်ထုတ်ပြီး plastic တွေ LPG စတဲ့အရာတွေပြုလုပ်ဖို့အတွက်အသုံးပြုတယ်။ natural gas ထဲမှာ hydrocarbon ကွန်ပေါင်းတွေအပြင် carbon dioxide, nitrogen, hydrogen sulfide နဲ့ရေငွေ့တွေလည်းပါဝင်တယ်။ဒီလိုမျိုး hydrocarbon မဟုတ်တဲ့ ထွက်ပေါက်တွေကို natural gas တွေကိုတန့်စေတဲ့အခါအညစ်အကြေးတွေပြီးဖယ်ရှားလိုက်ကြတယ်။ natural gas ကအယောင်လည်းမရှိအနံ့လည်းမရှိတဲ့ဓာတ်ငွေ့တစ်မျိုးဖြစ်တယ်။အဲဒါကြောင့်ဓာတ်ငွေ့ရွေးစိမ့်မှုရှိမရှိစစ်ဖို့အတွက်ကြက်ဥအပေါ်နဲ့အောင် natural gas နဲ့ရောဆက်ထားလေးရှိတယ်။ natural gas ကိုပိုက်လိုင်းတွေ၊သင်္ဘောတွေနဲ့နိုင်ငံအသီးသီးကိုတင်ပို့ရောက်ချကြရတယ်။သင်္ဘောတွေနဲ့တည်တဲ့အခါနေရာစားသက်သာဖို့နဲ့ဓာတ်ငွေ့ရွေးစိမ့်မှုကိုကာကွယ်ဖို့အတွက်ဓာတ်ငွေ့တွေကိုအရည်အဖြစ်ပြောင်းလဲလိုက်တယ်။အဲဒီအရည်ကို liquefied natural gas LNG လို့ခေါ်တယ်။ LNG ဆိုတာက natural gas တွေကိုအပူချိန်အနှုတ်160 ဒီဂရီဆဲလ်စီယပ်အထိအေးခံပြီးဖြစ်လာတဲ့အရည်တွေဖြစ်တယ်။အဲဒီအရည်တွေက natural gas တွေတဲ့အထူးတဲ့အဖြစ်အဆ600ကျုံသွားတဲ့အတွက်သင်္ဘောတွေနဲ့တည်ဆောက်တဲ့အခါမှာပမာဏများများတည်ဆောက်လို့ရတယ်။သင်္ဘောတွေနဲ့တည်ဆောက်လာတဲ့ LNG တွေကိုစိတ်ကောင်းရောက်တဲ့အခါ LNG regasification terminal တွေကိုပို့ဆောင်တယ်။အဲဒီ terminal တွေထဲမှာအရည်ဖြစ်တဲ့ LNG တွေကိုအပူချိန်5ဒီဂရီကနေ15ဒီဂရီဆဲလ်စီယပ်အထိအပူပေးပြီးတော့ဓာတ်ငွေ့ဖြစ်ပြန်လည်ပြောင်းလဲလိုက်တယ်။နောက်ဆုံးမှာအဲဒီဓာတ်ငွေ့ natural gas တွေကိုပိုက်လိုင်းတွေနဲ့လျှက်စစ်စွမ်းအင်ထုတ်တဲ့စက်ရုံတွေဓာတ်ငွေ့အယောင်ဆိုင်နဲ့အခြားစက်မှုနယ်ပယ်တွေကိုရောင်းချကြတယ်။ natural gas ဟာ fossil fuel ထဲမှာဆိုညဉ့်ညမ်းမှုအနည်းဆုံး fossil fuel ဖြစ်တယ်။ natural gas လောင်ကျွမ်းတဲ့အခါထွက်လာတဲ့ carbon dioxide ပမာဏအကြောင်းမီးသွေးလောင်ကျွမ်းတဲ့အခါထွက်လာတဲ့ carbon dioxide ပမာဏရဲ့တဝက်ပဲရှိတယ်။ဒါပေမဲ့ natural gas ထဲမှာပါဝင်တဲ့ methane ဓာတ်ငွေ့တွေက carbon dioxide ဓာတ်ငွေ့တွေ24ဆပိုပြင်းတဲ့ greenhouse gas တွေဖြစ်တယ်။ natural gas တွေကိုထုတ်ယူတဲ့လုပ်ငန်းစဉ်တွေမှာဆိုရင်တချို့ natural gas တွေကကမ္ဘာလေထုထဲကိုပြန့်နှံ့သွားတဲ့အတွက်ရာသီဥတုပြောင်းလဲမှုတွေ greenhouse gas တွေကိုဖြစ်ပေါ်စေတယ်။